ပါဗျာတော့ကြာပါအချိန်နောက်ပိုင်းတော့ပြန်ပြောတာလေအချိန်နည်းနည်းပြီးပါတော့တော့ကြာနေတယ်အချိန်ပြီးဆိုတာဗျာအရေးကြီးတဲ့အခန်းကဏ္ဍအကြောင်းအရာတွေဖြစ်လာတော့ဗျာဒီနေ့ insulin resistant ကြောင့်ဖြစ်တယ်ပေါ့ဗျာယောဂမျိုးပြောတယ် CEO ပေါ့ဗျာဒီ CEO ယောဂကိုဘယ်လိုနည်းနဲ့ condition လာ control လုပ်မလဲပေါ့ဗျာပြောဒီအကြောင်းလေးကိုဒီတော့တုံးတယ်ဒီနေ့မျှဝေပေးမယ်အမှန်တန်ရေးကြီးတဲ့အကြောင်းအရာလေးဖြစ်လို့အားလုံးကို like ပါကြည့်ရှုဖို့တလေးတစားနေပါတော့ကြာဖိတ်ခေါ်တယ်နော်စီဂျိုယောဂဆိုတာက insulin resistant ကြောင့်ဖြစ်လာတဲ့ယောဂပေါင်း6000တဲကမှတစ်ခုဖြစ်တယ်ဆိုတဲ့အကြောင်းအားရကြကအရင်ကအဒီချာလေးရှင်းပြထားပြီးသားဖြစ်တဲ့အားလုံးလည်းကြည်ကြည်ညံ့ညံ့နားလည်သဘောပေါက်ကြလိမ့်မယ်အနေအထိုင်အစားတော့အများကြီးလို့ပြောကြတယ်အမှန်တကယ်ရှိတာကအစားတော့အနေထိုင်လို့ဆိုရမှာအစားတော့ကရင်လာတော့နေဆိုနေတန်းပြီးမှာအဲ့တော့အစားတောက်နေအနေထိုင်တစ်သက်လုံးမှားလာတယ်ပြောရမှာတစ်သက်လုံးမှားလာခဲ့လို့ hyperinsulinemia နဲ့နေလာခဲ့လို့ hyperinsulin နဲ့နေလာခဲ့လို့ဖြစ်တဲ့ဒီပြဿနာကိုကိုင်ပြီးရှင်းတဲ့နေရာမှာဒီ insulin ကိုပဲကြအောင်ပြန်ချရမှာ insulin sensitive ဖြစ်အောင်ပြန်လုပ်ရမှာဒီ insulin resistant သမားအတွက်ဒါအဓိက target ပဲပို့ပဲဗျာလောက်တော့ကြိုက်တဲ့နည်းနဲ့လုပ်ပါဗျာမျိုးလုပ်ပေါ့ဒါမှနားလည်ထားမှတခုပြောပြမယ် insulin ချစေကြစေမပေါ်သေးဘူးနော်ဒီနေ့ကျန်တဲ့အကုန်ပေါ်တယ်ဗျချလို့ရတယ်ဘာကိုချမလဲပြေးပါအောင်ချမှာလားပြည်ရင်းစီကိုချမှာလားအားတယ်ဟိုဖျားနာကိုချမှာလားအကြိုက်ခဲကိုချမှာလားအားလုံးချလို့ရတယ်ရှိပါရဲ့နဲ့ယနေ့အချိန်အထိမရှိသေးတာဒီဆိုရင်ကြစေဆိုရင်ချတယ်ဆိုတဲ့စင်ပေါ်လေးမရှိဘူးဒါမှမဟုတ်ကောင်းတေချာနာလည်းမှတ်ထားရမယ်ဒီ insulin ဘာကြောင့်တက်တယ်ဆိုတဲ့အကြောင်းအရာကိုလည်းအားရတော့ခဏရှင်းပြတာဖြစ်တဲ့အတွက် insulin တက်ရဲ့အကြောင်းရင်းကိုလည်းကောင်းနားလည်ပြီးသားဖြစ်နေတယ်ပြီးတော့ဒီလမ်းကြောင်းကအစားတောက်ကြောင့်ဖြစ်လာတဲ့အနေထိုင်ကြောင့်အစားတောက်အနေထိုင်နှစ်ခုပေါင်းလို့ဖြစ်လာတဲ့နှစ်ပေါင်းများစွာအချိန်ကိုပြီးမှဆယ်စုနှစ်တွေအချိန်ကိုပြီးမှဖြစ်လာတဲ့ဒီယောဂါကိုနောက်ကြောင်းပြန်ပြီးတော့ insulin sensitive ဖြစ်အောင်လုပ်ရေးဒီနည်းနဲ့ပဲလုပ်တာက side effect အနည်းဆုံးအကုန်ချအနည်းဆုံးအချိန်အတူအတွင်းမှာအထီရောက်ဆုံးဒီနည်းစနစ်တွေနဲ့တွားရင်ဒါမှကနေလာကြောင်းတစ်ခုဖြစ်မယ်ထူးခြားတဲ့တစ်ခုကအဲ့ဒီမှာဘာဖြစ်မလဲဆိုတော့လူနာကိုယ်တိုင်လိုက်ပါဆောင်ရတယ်ဗျ100% involve လုပ်ရတယ်ဒါကအခက်အခဲဆုံးပဲဒီလမ်းကြောင်းကိုသွားရမယ်မှာဘယ်ဆေးပဲတော့ချင်တာဗျလွယ်လွယ်လေးဘာဖြစ်လဲပြောဆေးဝယ်တော့လိုက်မယ်ဗီဒီယိုချလိုက်မယ်တစ်လုံးနှလုံးအားလုံးပေါင်းသွားမယ်ကွတ်တော့မယ်ဒီလိုပဲမြင်နေကျွန်တော်တို့ခပ်ပိန်လူတွေအကုန်လုံးတစ်ကဘာလုံးဝလူတွေရစီးကြောင့်ဖြစ်လာမဲ့နောက်ဆက်တွဲပြဿနာတွေစီးကြောင့်ဖြစ်လာတဲ့ side effect တွေဒါတို့နားတယ်လို့ကအမှန်ရှားတယ်ဗျအဲ့တော့ဘယ်လိုလုပ်မလဲဆိုတော့စေးထုတ်တဲ့သူကဒီလူရဲ့သဘောတဘာဝပဲဗျာဒီ behavior ပေါ့နော်သူတို့ကြောင့်ဖြစ်လာတဲ့ယောဂါတွေပေါ့ဒီဟာတွေကိုကင်တွယ်ဖို့အတွက်နောက်တော့ချောက်ဒါပဲလိုက်ထုတ်ပြီးတယ်ဒီလူတွေအတွက်ဒါတော့ဒါပဲပြောလိုက်တယ်ဒီလိုဖြစ်တာဗျအဲ့တော့စီးဝယ်တော့တယ်စီးတော့စီးကုရတယ်ဆိုတဲ့နှုံထဲမှာနစ်တယ် CSI ဘက်တွေလည်းပါတယ်ယောဂါတခါဖြစ်လာတဲ့ complication တွေလည်းပါတယ်အရွယ်ရောက်လာတဲ့ခုလည်းပါတယ်အားလုံးပေါင်းလိုက်တော့မိသားစုစုလုံးကဒီယောဂဖြစ်ရတယ်ဆိုတာရဲ့စိတ်ကုသရတယ်ဆိုရင်တော့လည်းမှနစ်တယ်အားလုံးအချင်းချင်းပြောပါတယ်ဒီကိစ္စတွေဒီနေ့တော့ insulin sensitive ဖြစ်ဖို့အတွက်ရည်ရွယ်ထားကြတော့ insulin resistant ဖြစ်နေတဲ့သူများအားလုံး do or don't လေဒါလေးကိုအားလုံးကရှင်းပြမယ်ဒါလေးကို like ပါဆောင်ရွက်ခြင်းအပြင်တစ်မြောက်ပတ်တဲ့အချိန်တိုင်းတာတစ်ခုအတွင်းမှာဖြစ်နေတဲ့ insulin resistant ပြဿနာအတိုင်းအတာတစ်ခုဖြစ်ပထမဆုံးပြည်လည်သွားမယ်ရတမမဲ့တော့ sensitive ကံကိုတဖြည်းချင်းစီနဲ့ပြန်ပြီးကိုယ်ခက်ပြီးလွတ်မြောက်နိုင်မယ်ပေါ့ဗျဒီလိုပဲအရောကြတော့မြင်ပါတယ်ဒါဆိုစကြည့်လိုက်အောင်သူ့တော့မှတုံ့ဝင်ပြောပြမယ်နော်လက်ရှိလုပ်နေတဲ့အခြေအနေလက်ရှိဖြစ်နေတဲ့အခြေအနေတွေကနေစပြီးတော့ရမယ်တုံ့ဝင်ကအချက်၄ချက်ရဲ့ပထမအချက် stop drinking juice အဲ့ဒီကနေစရတယ်အခုဒီနေ့လက်ရှိတောက်နေတဲ့အချိုရည်တွေအားလုံးပဲဗျဖြိုရည်တွေအားလုံးအဲ့ဒါတွေမျိုးဆိုကြက်လိုက်တော့အဲ့ကြက်လိုက်တော့မကြက်လို့မရအောင်မျိုးဆိုအားလုံးကပြောကြတာပဲဟာအတိအဖက်ကလေးတောင်ပါတယ်ဒီထဲမှာဘလို့သဘာဝကျတဲ့ size မျိုးတော့ပိုဒီပြောကြတယ်အမတန်ကယ်လိုရီများပါတယ်ဒီအချိုရည်တွေတောက်တာကအဓိပ္ပာယ်လည်းအမတန်မဲ့ပါတယ်ဥပမာဗျအချိုရည်ထဲမှာတော့မှပြောပြမယ်အတီးကိုနှုတ်လိုက်ပါတယ်ဆိုရင် juice ပေါ့ဗျအရင်ဥပမာပန်းတီးကိုဖြော်လိုက်တော့ပန်းတီးအရင်ဖြစ်တယ်သူကပန်းတီးတစ်လုံးကိုကိုက်စားတယ်လို့ fiber မပါတော့ဘူးဗျလူတယောက်ကမစားနိုင်ဘူးအဲ့တော့အများကြီးပန်းတီးသုံးလုံးတစ်ခါတည်းမှမစားနိုင်ဘူးတို့ပြင်မဲ့ပန်းတီး juice တစ်ခုရဖို့အတွက်ညစ်တယ်ဖြော်လို့ဆိုရင်အထဲက fiber တွေတွန်လိုက်တယ်ဗျသူကညစ်ပြီးတော့အရည်ကိုပဲယူတာဒါကြောင့်တစ်ခွက်မှာ3လုံးစာလောက် fructose သွားပါတယ်
ဒါကလူရဲ့အမှန်ဒုက္ခဖြစ်တယ်လူကိုဒုက္ခရောက်စေတယ်